တော်ကိုအတူတကွဆင်ခြင်နှလုံးသွင်းဖို့ဖြစ်ပါလိမ့်မယ်30ခုမြောက်သောစာလံအပိုင်းငယ်17ကနေ7စာမီကျမ်းနဲ့ယေရှုပြည့်ဖွင့်ပေးပါလို့30ခုမြောက်သောစာလံ17ကနေ7Alright ဒီမှာအားလုံး ready ဖြစ်နေပါပြီဒီကနေဖတ်ရအောင်30ခုမြောက်သောစာလံအပိုင်းငယ်17ကနေ7 1 2 3ရှောတေအဝိတ်ကိုချွတ်၍ဝမ်းမြောက်ခြင်းအဝိတ်ကိုဝစ်စင်ပေးတော်မူပြီးတို့ဖြစ်၍သာရဖျားအကျွန်ုပ်ဒီကိုတော်ဤကျေးဇူးတော်ကိုအစဉ်အမြဲချီးမွမ်းပါမည်ဟာလေလုယာဆိုတော့30ခုမြောက်သောစာလံ17မှာဘာပြောလဲဆိုလို့ရှင်ကိုတော်ဒီအကျွန်ုပ်ဤမြည်တမ်းခြင်းကိုကခုန်ခြင်းအဖြစ်သို့ပြောင်းလဲစေတော်မူပြီးအကျွန်ုပ်ဤရှောတေအဝိတ်ကိုချွတ်၍ဝမ်းမြောက်ခြင်းအဝိတ်ကိုဝတ်ဆင်ပေးတော်မူပြီးအာမင်ဆရာကြီးယူရတန်ဘာသာပြန်တဲ့ကျမ်းစာထဲမှာတော့ကျွန်တော်ရဲ့မြည်တမ်းခြင်းကိုကခုန်ခြင်းအဖြစ်သို့ပြောင်းလဲစေပြီးမှကျွန်တော်ရဲ့ဝမ်းနည်းခြင်းတွေကိုဝမ်းမြောက်ခြင်းတွေနဲ့ပြောင်းလဲပေးတယ်ဆိုပြီးမှထိုကဲ့သို့ရေးထားတာဖြစ်ပါတယ်ဒီနေရာမှာတော့ကျွန်ုပ်ဤရှောတေအဝိတ်ကိုချစ်၍ဝမ်းမြောက်ခြင်းအဝိတ်ကိုဝတ်ဆင်ပေးတော်မူပြီးလို့ဒီကနေ့ဒီစာမီကျမ်းမှာတော့ဘာသာပြန်ထားတာဖြစ်ပါတယ်ဒီဟာကိုအခြေပြုပြီးမှဒီကနေ့ကျွန်ုပ်ရဲ့ညီးတွားခြင်းအတန်ကိုဖျားကြားပြီးတော့ကခုန်ခြင်းဖြင့်ပြောင်းလဲစေပြီးဆိုတဲ့နှုတ်ကပတ်တော်ခေါင်းစဉ်နဲ့ဝင်ငါချင်ပါတယ်ဒီဟာဆက်မသွားခင်မှာနောက်ကျမ်းစာတစ်ပိုက်ထပ်ဖတ်ပါမယ်ထွတ်မြောက်ရာကျမ်းအခန်းကြီး23 25ထွတ်မြောက်ရာကျမ်းအခန်းကြီး23 25Okay ဖတ်ရအောင်1 2 3ရောက်လေဤဖျားသခင်သည်သူတို့ဤညီးတွားမြည်တမ်းတန်ကိုကြားတော်မူလင်အာဗြဟံဣဇက်ယာကုပ်တို့နှင့်ဗြိညင်ကိုအောက်မေ့တော်မူ၏ဖျားသခင်သည်ဣသရေလအမျိုးသားတို့ကိုကြည့်ရှုတော်မူ၍သူတို့ကိုတိမှတ်တော်မူ၏25ရှိလားရှိတယ်โอเคပြန်ဖတ်ရအောင်เนาะ23ကနေပြန်ဖတ်ရအောင်ကြဲကြဲလေးဖတ်ရအောင်1 2 3ကာလအတန်ကြာပြီးနောက်အီဂျစ်next Nasanga Amen Amen ကျေးဇူးအများကြီးတင်ပါတယ်ဒီနှုတ်ကပတ်တော်အဖြစ်အရောက်ချင်းစံပြစကားပြောပါစေဒီကနေ့ကျွန်တော်ရဲ့ဘဝအသက်တာထဲမှာညီသူမဆိုညီးတွားခြင်းဆိုတဲ့အချိန်ကာလကိုဖြတ်သန်းရတဲ့ကာလဆိုတာလူတိုင်းမှာရှိတာဖြစ်ပါတယ်တချို့တွေမိသားစုအတွက်ညီးတွားမိတိုင်းရရှိတယ်တချို့တွေအလုံးအတွက်တချို့တွေအနာရောဂါအတွက်တစ်စုံတစ်ခုအတွက်ကျွန်တော်တို့ညီးတွားမြည်တမ်းတဲ့ကာလဆိုတာဖြတ်ကိုဖြတ်သန်းရပါတယ်သို့တော့အဲ့ဒီညီးတွားမြည်တမ်းခြင်းသည်ကျွန်တော်တို့ရဲ့အဆုံးသတ်မဟုတ်ဘဲနဲ့အဲ့ဒီညီးတွားမြည်တမ်းခြင်းအတန်သည်ဖျားထံရောက်တဲ့အခါမှာဖျားကသူ့ရဲ့ဂတိတော်ကိုဗြိညင်ပြုခြင်းကိုပြန်လဲအောက်မေ့ပြီးမှပြန်ကောင်းချီးပေးမယ်ဖျားဖြစ်ပါတယ်ဟာလေလုယာအာမင်ဒီ NLT ကျမ်းစာထဲမှာသူဘလို့ရေးထားလဲဆိုတော့ကျွန်မအရန်ခွန်အားရလို့ဒါလေးကိုဖတ်ပါမယ်ထွတ်မြောက်ကျမ်းအခန်းကြီး1အငယ်25ထဲမှာ
ဘာပြောလဲဆိုလို့ရှိရင် he looked down on the people of Israel and knew it was time to act act လို့သုံးထားတာဖြစ်ပါတယ်တခြားကျမ်းစာရဲ့ထဲမှာတော့ concern လို့သုံးထားတယ်အော်သူတို့ရဲ့ညီးတွားမြည်တမ်းတန်ကို concern ဖြစ်တယ်တခုခုခံစားပေးတယ်သူတို့အတွက်စဉ်းစားပေးတယ်အဲ့ဒီသဘောဖြစ်တယ်သို့တော့ NLT ကျမ်းစာထဲမှာတော့ဘယ်လိုရေးထားလဲဆိုတော့ဘုရားသခင်ကငါလူမျိုးတွေကိုငါကြည့်ရှုတဲ့အခါမှာတဲ့သူတို့ရဲ့ညီးတွားမြည်တမ်းခြင်းတောင်ကသိပြီးတော့သိပဲသိတာမဟုတ် concern ပဲလုပ်ပေးတာမဟုတ်ဘူး तू ကလာပြီးမှ action လာလုပ်ဖို့ရန်အတွက် तू က ready ဖြစ်နေတာဖြစ်တယ်လို့ကျမ်းစာထဲမှာဒီလိုဖော်ပြထားတာဖြစ်တယ် hallelujah အာမင်ကြောင့်ဒီကနေ့ကျွန်တော်ရဲ့ဘဝသက်တာထဲမှာညီးတွားညီတန်းချင်းဆိုတဲ့အချိန်ကာလကိုဖြတ်သန်းတဲ့အချိန်ခါတိုင်းမှာဒီနေ့ကျွန်တော်တို့ကဘု து စီသွားရမလဲဆိုတော့ဖခင်ထံသွားဖို့ဖြစ်ပါတယ် hallelujah ဘာကြောင့်လဲဆိုစာလံကျမ်းထဲမှာခုနကျွန်တော်ဖတ်တယ်မှာဘာပြောလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ညီးတွားညီတန်းချင်းကိုဘာအနေနဲ့ပြောင်းလဲပေးမလဲလို့ပြောလဲကခုန်ခြင်းနဲ့ပြောင်းလဲပေးမယ်တဲ့ hallelujah ဒီနေ့ကခုန်ခြင်းခန္ဓာကိုယ်ကိုလှောက်ရှားမှုတစ်ခုခုနဲ့လှောက်ဆောင်ခြင်းသည်တစုံတစ်ခုကလွတ်မြောက်ခြင်းဖြစ်သလိုတစုံတစ်ခုအောင်မြင်ခြင်းဖြစ်သလိုဝမ်းမြောက်ခြင်းကြောင့်ဖြစ်နိုင်တယ်ဥပမာဘောလုံးပွဲရှုံးတဲ့သူကမကနိုင်ဘူးနော်ကိုကန်လို့ရှုံးတာလည်းမကောက်ကိုအားပေးတဲ့အသင်ရှုံးရင်လည်းမကနိုင်ဘူးအော်တော့မအော်နိုင်တော့ဘူးဒါပေမဲ့တစုံတစ်ခုအတွက်အောင်မြင်ပြီဆိုရင်ခန္ဓာကိုယ်က action ပါလာတာဖြစ်ပါတယ် hallelujah ကြောင့်ဒီနေ့ကျွန်မတို့ရဲ့သက်တာထဲမှာညီးတွားညီတန်းခြင်းကကျွန်မတို့ရဲ့အဆုံးသတ်မဟုတ်ဘူးဖြစ်တယ် hallelujah ဒီနေ့ဘဝသက်တာထဲမှာတစုံတစ်ခုအတွက်ခက်ခဲမှုတွေဒုက္ခပြဿနာတွေယောဂဝေဒနာတွေအမှုအရာကြုံတွေ့တဲ့အတွက်ကြောင့်ဒီနေ့ကျွန်တော်တို့ဒီစိတ်ပြတ်အားငယ်နေတယ်ဆိုရင်ဒီနေ့ကျွန်တော်တို့လုပ်ရမယ့်အရာတစ်ခုရှိတယ်ဖယားထံလာပြီးမှကိုတော်ကျွန်မဒီမှာရှိပါတယ်လို့ညီးတွားတဲ့အတန်နဲ့ဖယားထံသွားတယ်ဆိုရင်ဖယားကထုံအတန်ကိုချားပြီးမှသူ့ကိုယ်တိုင်အလုံးလုံးဖို့စဉ်သက်ကြွလာမှာဖြစ်ပါတယ်ဟာလေလုယာအာမင်အခုနောက်တော့ထွက်မြောက်ကြံခန်းကြီးနှစ်ထဲမှာဣသရေလလူမျိုးအားလုံးကအဲဂုတ်တုအီဂျစ်ပြည်မှာဂျုံခံပြီးမှသူတို့တွေမတရားညှဉ်းပန်းနှိပ်စက်ခြင်းခံရတယ်။အော်အလုပ်တွေဆိုလို့ရှိရင်အစပေါင်းများစွာသူတို့လုပ်ဖို့ရန်အတွက်သူတို့ကိုအပေါ်ကနေ pressure တွေပေးလာတယ်။အဲ့လိုမျိုးပေးလာတဲ့အခါမှာအခုနောက်တော့ကထွက်မြောက်ကြံခန်းကြီးနှစ်ကသူတို့ရဲ့ညီးတွားညီတန်းတန်ဖြစ်တယ်။ဟာလေလုယာကာလအတန်ကြာပြီးနောက်အီဂျစ်ဘုရင်သည်လည်းအနိစ္စရောက်လေဣသရေလမျိုးသားတို့သည်လည်းကျွန်ပြုခံရသောကြောင့်ကျွန်မဒီစာမီဒီယာနဲ့ဖတ်လိုက်မယ်နော်ကျွန်ပြုခံရသောကြောင့်ညီးတွား၍အော်ဟစ်ကြ၏ထိုတို့ကျွန်ပြုခံရသောကြောင့်အော်ဟစ်သောသူတို့၏အတန်သည်ဖယားသခင်အထံတော်သို့ရောက်လေ၏ဟာလေလုယာဒီနေ့မေကွန်းကဒီနေ့ကျမတို့ဒုက္ခအခက်အခဲပြဿနာကြုံတွေ့တဲ့အခါမှာကျမတို့ရဲ့ညီးတွားညီတန်းခြင်းကကိုယ့်ယောက်ျားစီရောက်တာလားအာမင်ဒါမှလည်းကိုယ့်မိန်းမစီရောက်တာလားကိုယ့်သားသမီးပေါ်ရောက်တာလားတအိမ်လုံးကိုရောက်သွားတာလားဟာလေလုယာဒီကနေ့ကျမတို့ရဲ့ညီးတွားညီတန်းခြင်းကဖယားထံရောက်တယ်ဆိုရင်တော့အဲ့ဒီအတန်ကိုဖယားကြားကိုကြားတာဖြစ်ပါတယ်ဟာလေလုယာအာမင်အင်္ဂလိပ်လိုမှာ groaning လို့သုံးထားတယ်အဲ့ဒါကစကားလုံးမရှိတော့ဘူးဒီအရာအတွက်နာကျင်လုံးလို့စကားလုံးမရှိတော့ဘူးအထူးသဖြင့်ကျွန်တော်အမျိုးသမီးတွေဆိုရင်သိရနော်ကျွန်တော်ကလေးမွေးတဲ့အခါမှာနော်ကလေးမွေးတဲ့အခါမှာကျွန်တော်အနာလုံးလို့ဘာစကားပဲထွက်လဲဆိုရင်စကားလုံးထွက်သေးလားအဲ့ဒီအချိန်မှာယောက်ျားကိုအရင်တော့ကျမ်းမာတော့စကားပြောတဲ့ဟာတွေထွက်သေးလားဆိုရင်မထွက်တော့ဘူးကျွန်မအဲ့နာကျင်မှုခံစားတဲ့အချိန်မှာကျွန်တော်ထွက်တဲ့စကားလုံးကညီးတွားတဲ့နဲ့စကားလုံးမရှိတဲ့နာကျင်မှုအတန်တွေပဲထွက်တာဖြစ်တယ်ဆိုထိုကဲ့သို့ပဲအဲ့ဒီရဲ့ညီးတွားတန်တွေကဖယားထံကိုရောက်တယ်ဆိုရင်ဖယားသခင်ဒီကြား၍အဲ့ဒီညီးတွားခြင်းကိုကခုန်ခြင်းနဲ့ပြန်လဲပြောင်းလဲပေးမယ်ဖယားဖြစ်ပါတယ်ဟာလေလုယာဣသရေလတစ်မျိုးသားလုံးကအဲဂုတ်တုပြည်မှာနှစ်ပေါင်းဘယ်လောက်ကြုံခံရတယ်လဲဆိုနှစ်ပေါင်း430ထွက်မြောက်ကြံခန်းကြီး7အငယ်40မှာမပြောလဲဆိုလို့ရှိရင်ဣသရေလလူမျိုးတွေဣသရေလလူမျိုးတွေကတဲ့အီဂျစ်ပြည်မှာနှစ်ပေါင်း430လုံးကျွန်ခံရပြီးနှိပ်စက်ခြင်းကိုခံရပြီး
အဲ့ဒီနှစ်ပေါင်း430ပြည့်တဲ့နေ့မှာဘုရားသခင်ကအဲ့ဒီအီဂျစ်ပြန်တွေသူတို့ခေါ်ထုတ်ပလိုက်တယ်တဲ့ဟာလေလုယာအာမင်ဒီကနေ့သူတို့ရဲ့အချင်းချင်းပြစ်တင်ဝေဖန်ရှုံချခြင်းနဲ့မှာပဲမသွားပဲနဲ့သူတို့ရဲ့ခံရတဲ့ကြုံခံရတဲ့မတရားညှဉ်းပန်းနှိပ်စက်ခြင်းခံရတဲ့နေရာကနေဘုရားကိုအော်ဟစ်တဲ့အခါမှာနှစ်ပေါင်းဘလောက်ကြာပါလေစေဘုရားသခင်သည်ဂတိထားသည့်အတိုင်းသူ့ရဲ့ဗြိဉ္ဉ်ကိုအောက်မေ့တဲ့ဘုရားဖြစ်ပါတယ်ဟာလေလုယာဒီနေ့မိတ်ဆွေယောဂဝေဒနာဘယ်နှစ်ခံနေရပြီလဲသင်ကိုသင်ရဲ့ချစ်ရတဲ့သူတွေကစွန့်ပယ်ခြင်းဘယ်နှစ်သင်ခံရပြီလဲဒီနေ့အဲ့ဒီအထမ်းမှာကျမတို့လုပ်ရမယ့်အရာတစ်ခုပဲရှိတယ်ကိုတော့ကျွန်တော်ကျမဒီမှာရှိပါတယ်လို့ဖခင်ထံမှာညီးတွားခြင်းနဲ့အဲ့ဒီစကားလုံးတွေကဖခင်ထံရောက်ဖို့အရေးကြီးတာဖြစ်ပါတယ်ဟာလေလုယာကျမတို့လူဖြစ်တဲ့အခါမှာတစ်ခါတလေကြိုင်အထူးသဖြင့်ကျမတို့လူငယ်တော်တော်များများကဘာလုပ်တတ်လဲဆိုလို့ရှိရင်ငါတို့ကိုဒီလိုမတရားဖိတယ်ဆိုရင်တော့ငါတို့ကတော့အဲ့ဒီလိုမျိုးကောင်းတဲ့ဘက်ကိုလှုပ်ဖို့ထက်တခါတည်းရွဲ့လှုပ်ဖို့ရန်အတွက်ကျမတို့ပိုအားတန်ကြတယ်ဒါလူတိုင်းပဲလူငယ်မှမဟုတ်ဘူးလူကြီးလက်ထုံနေလည်းကောင်းပဲလူမကြီးလက်ထုံနေလည်းကောင်းပဲနော်ဟာငါတို့ဒီလောက်ဒုက္ခပြဿနာရောက်နေပြီငါတို့ဘုရားဒီလောက်သစ္စာမရှိဘူးလားဆိုပြီးမှကျမတို့ဘာပဲလှုပ်တက်လဲဆိုလို့ရှိရင်အရက်ခွက်ထောင်ဖို့ပဲစဉ်းစားတော့တယ်ကျမမနေ့ကလူတယောက်နဲ့ပြောတယ်အဲ့တယောက်နဲ့စကားပြောတဲ့အခါမှာ तू ကဘာပြောလဲဆိုတော့ तू ကဘာပြောလဲဆိုတော့သူ့ဟိုတဲ့သူနေမကောင်းလို့တခုခုခံစားနေလို့သူ့ကိုသွားနှစ်သိမ့်တာတဲ့သွားနှစ်သိမ့်လိုက်တော့တဲ့သူ့ကိုနှစ်သိမ့်ရင်နဲ့ကိုလည်းနှစ်သိမ့်ပြီးတောက်မိသွားတယ်ဆိုပြီးမှပြောကြတယ်ဆိုတော့တခါတလေကြာရင်နော်တခါလေကြာရင်ကျမတို့ရဲ့မလွတ်မြောက်နိုင်ခြင်းတဲ့ကနေကျမတို့ကအချင်းချင်းကျမတို့တွေကူညီပေးတာအရန်ကောင်းပါတယ်သို့တော့အဲ့ဒီအရာကကျမတို့အတွက်ထောင်ချောင်းဖြစ်နေတတ်တယ်အာမင်ကျမတို့ရဲ့ဆုံးရှုံးဖို့ဖြစ်နေတတ်တယ်ထိုကဲ့သို့ဘာလို့လဲညီးတွားစရာတွေစိတ်ပြက်စရာတွေ challenge တွေကြုံတဲ့အခါတိုင်းမှာဒီနေ့ကျမတို့လုပ်ရမယ့်အရာတစ်ခုပဲရှိတယ်ဖခင်မျက်မှောက်တော်နဲ့တိုးဝင်ဖို့ဖြစ်ပါတယ်ဟာလေလုယာဖခင်မျက်မှောက်တော်ထဲမှာညီးတွားခြင်းအတန်နဲ့ဖခင်ထံတိုးဝင်တဲ့အခါမှာအဲ့ဒီညီးတွားမြည်တမ်းခြင်းအားလုံးကိုဘုရားသခင်ကခုန်ခြင်းနဲ့ပြောင်းလဲပေးနိုင်သောဖခင်ဖြစ်ပါတယ်လို့ထိုဘုရားနာမပုံကြည်ပါစေဟာလေလုယာဟာလေလုယာအဲ့ဒီညီးတွားမြည်တမ်းခြင်းနဲ့မှာကျမတို့ချတဲ့မျက်ရည်တွေအားလုံးကိုဘုရားသခင်ကကောင်းကြီးနေနဲ့ပြန်လဲပြောင်းလဲပေးမဲ့ဘုရားရှင်ဖြစ်တယ်အာမင်ကျမအခုနောက်တော့စာလံ30ထဲမှာကျမအရန်သဘောကျတဲ့အရာစာလံ30ထဲမှာနော်အချက်ကလေးနော်ဒီမှာဘာပြောလဲဆိုအကျွန်ုပ်ဤရှော်တေအဝတ်ကိုချွတ်၍ဝမ်းမြောက်ခြင်းအဝတ်ကိုဝတ်ဆင်ပေးတော်မူပြီတဲ့ဟာလေလုယာအာမင်တခါလေကျမတို့စိတ်ပြတ်ခြင်းအဝတ်တွေဝတ်တတ်တယ်တခါလေကျမတို့ယောဂဝေဒနာနဲ့ပတ်သက်တဲ့အဝတ်တွေဝတ်တတ်တယ်တခါလေစိတ်တက်ကြခြင်းအဝတ်တွေဝတ်ဆင်တတ်တယ်တခါလေမာနကြီးခြင်းတွေဝတ်တတ်တယ်တခါလေကြာရင်ကိုအားမလို့အားမရဖြစ်ခြင်းဒါမှမဟုတ်လေဘေးနားမှာရှိတော့သူကိုအားမလို့အားမရဖြစ်ခြင်းဆိုတဲ့အဝတ်တွေဝတ်ဆင်တတ်တယ်ဒါပေမဲ့အဲ့လိုမျိုးအခြေအနေတွေကြုံတဲ့အခါတိုင်းမှာဖခင်ရဲ့မျက်မှောက်တော်ထဲမှာညီးတွားခြင်းနဲ့ကိုတော့ကျမဒီမှာရှိပါတယ်လို့ဖခင်ထံညီးတွားမယ်ဆိုရင်အဲ့ဒီအဝတ်တွေကိုဖခင်ကချုပ်ပြီးတော့ဝမ်းမြောက်ခြင်းအဝတ်လာဝတ်ဆင်ပေးမှာဖြစ်ပါတယ်ဟာလေလုယာအာမင်ကျမဘဝမှာတချို့တစ်ခါတလေကြားလို့ရှိရင်ကိုမျော်လင့်တဲ့အတိုင်းဖြစ်မလာတဲ့အရာတွေကြုံတွေ့တဲ့အခါမှာအယံဝမ်းနေရပါတယ်အယံခြေခွဲရပါတယ်နော်ကျမကအဲ့လိုမျိုးဆိုလို့ရှိရင်လေကိုရင်းနှီးတဲ့သူတွေဆိုလဲအယံစကားပြောချင်တဲ့သူတွေဖြစ်တယ်ဒါပေမဲ့အဲ့ဒီအရာထက်ဆိုင်ရင်ဖခင်မျက်မှောက်တော်တဲ့တိုးဝင်ပြီးညီးတွားတယ်ဆိုရင်ဖခင်သခင်ကလည်းအဲ့ဒီအရာလေးကိုပြောင်းပြန်လှန်ပေးနိုင်တဲ့ဘုရားဖြစ်ပါတယ်ဟာလေလုယာအဲ့ဒီ period အချိန်ကာလတော့ပျော်စရာတော့တိတ်မကောင်းစိတ်ကတမိုင်မိုင်းနဲ့အိုးဘာအလိုမကြနိုင်တာဒီဟာလုံးရင်လည်းစိတ်အလိုမကြနိုင်ဟိုဘက်ကဟာလုံးရင်လည်းစိတ်အလိုမကြနိုင်တိုးတော်ဒီကနေ့ကျမတို့ရဲ့စိတ်ရဲ့ကောင်းစားခြင်းဆိုတဲ့တတ်တာခြင်းကိုဘယ်သူကပဲပေးနိုင်လဲဆိုရင်ဘုရားပဲပေးနိုင်တာဖြစ်ပါတယ်ဟာလေလုယာအခြေအနေကတော့မပြောင်းလဲဘူးဒီအတိုင်းပဲဒါပေမဲ့ဘုရားသခင်ကကျမတို့ရဲ့စိတ်အခြေအနေအားလုံးကိုပြောင်းပြန်လှန်ပြီးမှကောင်းချီးပေးနိုင်တဲ့ဘုရားဖြစ်ပါတယ်ဟာလေလုယာဘာနဲ့တူလဲဆိုလို့ရှိရင်အဲ့ဒီအရာကိုကျမစင်ကျင်နှလုံးသားနဲ့ဘုရားသခင်ကကျမကိုဘာစကားပြောလဲဆိုလို့ရှိရင်သင်ရဲ့ချခဲ့တဲ့မျက်ရည်တွေသင်ညီးတွားတဲ့အရာတွေအားလုံးကိုတဲ့ငါကတဲ့
ကောင်းကြီးမိုးအနေနဲ့ပြန်ရွာစေမှာဖြစ်တယ်ဟာလေလုယာအာမင်ဘာနဲ့တူလဲဆိုလို့ရှိရင်အထူးသဖြင့်ဒီလိုဩစတြေးလျနိုင်ငံမှာဇူလိုင်လမှာဆိုရင်မိုးရမ်းအုပ်တဲ့အချိန်ရှိတယ်မိုးရမ်းအုပ်ပြီဆိုလို့ရှိရင်မောင်မောင်မဲမဲနဲ့ညိုညိုညစ်ညစ်နဲ့အဲ့ဒီနေ့တွေဆိုရင်နေလို့မကောင်းတာဖြစ်တယ်အဲ့ဒီနေ့ဆိုရင်လူကဘာပဲလှုပ်ချင်လဲဆိုရင်လူကအဲ့လိုချိန်ဆိုဘာလှုပ်ချင်လဲအိတ်ပဲအိတ်ချင်တာအဲ့ဒါအမှန်ဆုံးပဲအေးရပါမပဲနားလိုက်ရင်တကယ်တော့နားချင်တာမဟုတ်ဘူးစိတ်ကမပျော်လို့မောင်မဲပြီးမှတခါတလေဒီရာဒီဥတုဒီအော်ရွှေဖတ်မြို့မှာဖြစ်တတ်တယ်နော်ဇူလိုင်လမှာဆိုကျွန်မတိတ်မကြိုက်တာအဲ့အချိန်လေးပဲတနေ့ကုန်မိုးမောင်နေမိုးရွာလိုက်ရင်လည်းပြီးနေတာမရွာနိုင်ဘူးဟဲ့အပြစ်အမောင်လုံးဝဖုံးလွှမ်းတာအဲ့လိုအချိန်ကာလကလေကျမတို့ဘဝမှာအခက်ခဲဆုံးသောကာလဖြစ်တတ်တယ်အဲ့လိုအချိန်ကာလကကျမတို့ဘသူနဲ့မှလည်းစကားမပြောချင်တဲ့ကာလဖြစ်တတ်တယ်အဲ့လိုအချိန်ကာလမှာဘသူနဲ့ဘာနဲ့ပဲတွေ့နော်ဟိုလှနေတဲ့လူတော်ရုပ်ဆိုးတယ်လို့ပဲမြင်တဲ့ကာလဖြစ်တယ်နော်စကားအကောင်းပြောရင်တော့မှပြောလိုက်တဲ့စကားလုံးကောင်းတယ်လို့မခံစားတာဟုတ်ပါသလားအဲ့လိုကာလကျမတို့တယောက်ချင်းစီတိုင်းမှာဖြတ်သန်းတဲ့ကာလရှိကိုရှိတာဖြစ်တယ်အဲ့လိုအချိန်မှာသင်ပါလို့တလဲဒီနေ့ဖခင်သခင်ကသင်ကိုစကားပြောပြီးမှလွတ်မြောက်စေဖို့ဘုရားထူကောင်းချီးပေးပါစေဟာလေလုယာအဲ့ဒီကာလရှိကိုရှိရဖြစ်တယ်ဒါပေမဲ့အဲ့ဒီကာလကတတ်လုံးမဟုတ်ဘူးဟာလေလုယာအဲ့ဒီကာလကထာဝရအတွက်မဟုတ်ဘူးဟာလေလုယာသင်ဖြတ်တန်းနေတဲ့အဲ့ဒီကာလအတွင်းမှာဖခင်ထံမှာညီးတွားခြင်းနဲ့ဖခင်ကိုကိုးကွယ်ရင်းနဲ့ဖခင်ကိုအော်ဟစ်ရင်းနဲ့အသက်ရှင်တဲ့အခါမှာအဲ့ဒီမောင်မဲနေတဲ့မိုးတိမ်ကဲ့သို့သောအမောင်တုကြီးကလုံးဝလွင့်စင်သွားမှာဖြစ်ပါတယ်အဲ့ဒီအမောင်မိုးတိမ်ကလေအယမ်းမောင်မဲလာပြီးတော့ဘယ်အချိန်မှလွင့်စင်တယ်လဲဆိုရင်မိုးရွာတဲ့အခါမှာကြည်လင်တဲ့ကောင်းကင်မြင်တွေ့ရတာဖြစ်ပါတယ်ဟာလေလုယာဆိုတော့ဒီနေ့ဘုရားသခင်ကျွန်မကိုဘာစကားပြောလဲဆိုရင်သင်ရဲ့ညီးတွားညီတန်းခြင်းတွေကာလကိုသင်ကြားခဲ့တဲ့မျက်ရည်တွေကိုငါကောင်းကြီးမိုးနေနဲ့ပြန်ရွာသုံးပေးမယ်ဟာလေလုယာဟာလေလုယာအဲ့ဒီမောင်မဲနေတဲ့မိုးကမိုးရွာလာတဲ့အခါမှာဩစတြေးလျလိုနိုင်ငံအတွက်ဆိုအရန်ကောင်းကြီးဖြစ်ပါတယ်မြေတွေဆွတ်လာတယ်အပင်တွေကောင်းကောင်းစိုက်လာလို့ရတယ်အဲ့ဒီမြေကြီးကကောင်းသွားပြီဆိုလို့ရှိရင်မြေကြီးကိုပြန်လဲကျန်းမာစေတာဖြစ်တယ်ပြီးတဲ့အခါမှာကျမတို့ဩစတြေးလျမှာဆိုတောက်သုံးတဲ့ရေဖို့ရေရအစပြန်လဲရရှိစေတဲ့မိုးရေဖြစ်တယ်ဟာလေလုယာဆိုတော့ဒီနေ့တည့်ရဲ့ညီးတွားညီတန်းချင်း period ကိုအဲ့ဘလို့ဖြတ်တန်းနေစနေတလဲဆိုတာကကျမတို့အတွက်အရေးကြီးဆုံးသောကာလဖြစ်ပါတယ်အာမင်အဲ့ဒီအချိန်အတွင်းမှာသင်ကအိပ်ပဲအိပ်နေသလားအာမင်သင်ကလုံးဝတစ်ချိန်လုံးပဲဖွန်နေသလားနော်အင်္ဂလိပ်လိုပြောလိုက်ပြီနော်တစ်ချိန်လုံးပဲစိတ်အလိုမကျဖြစ်နေသလားဒီနေ့အဲ့ဒီကာလကြော်သွားရင်တော့သင်စိုက်တဲ့တန်ပြန်ရောက်ရိတ်ရမယ့်ကာလရောက်လာမှာဖြစ်ပါတယ်ဒီနေ့ဖခင်မျက်မှောက်တော်ထဲမှာငိုကြွေးမြည်တမ်းပြီးမှဖခင်ထံမှာညီးတွားခြင်းနဲ့တတ်တဲ့အခါမှာဖခင်သခင်ကတော့အဲ့ဒီမျက်ရည်တွေအားလုံးကိုကောင်းကြီးမိုးနဲ့ပြန်လဲရာသွန်းပေးတာဖြစ်ပါတယ်အဲ့ဒီကောင်းကြီးမိုးရွာသွန်းလာတဲ့အခါမှာတယောက်တည်းခံစားတာမဟုတ်ဘူးမြေကြီးတစ်ပြင်လုံးကကောင်းကြီးခံစားရတာဖြစ်ပါတယ်ဟာလေလုယာသင်နဲ့အနီးဆက်ဆုံးမိသားစုတွေကကောင်းကြီးခံစားလာမှာဖြစ်တယ်အာမင်ဒီနေ့ဣသရေလတစ်မျိုးသားလုံးကကျွန်းခံရပြည်ကနေပြီးမှနှစ်ပေါင်း430လုံးညီးတွားညီတန်းပြီးမှဖခင်ထံတွန်းဝင်တဲ့အခါမှာအဲ့ဒီရဲ့ညီတန်းခြင်းကိုဖခင်ကချား၍ကျွန်းခံရအေဂုတ်တူပြနဲ့နှုတ်ဆောင်တယ်လို့မျိုးပဲမိတ်ဆွေနဲ့ကျမတို့တတ်တာကိုလည်းဘုရားသခင်ကတာ၍ကောင်းသောနေရာကိုနှုတ်ဆောင်ပေးခြင်းနဲ့ဘုရားဖြစ်ပါတယ်ကြီးမားသောကောင်းချီးမြတ်နဲ့ပြန်လဲပတ်ရစ်ပေးခြင်းနဲ့ဘုရားဖြစ်ပါတယ်ဟာလေလုယာသင်ရဲ့အဝတ်တွေအားလုံးshort day အဝတ်ဒီကျမ်းစာထဲမှာဆို short day အဝတ်လို့ပြောထားတယ်နော်ကျွန်ုပ်ဤ short day အဝတ်ကိုချွတ်၍ကျွန်ုပ်ရဲ့ short day အဝတ်လို့ပြောတယ်ဆိုလို့ရှိရင်ကျွန်ုပ်ရဲ့ညီးတွားမြည်တမ်းခြင်းအဝတ်ကိုချွတ်၍ကျွန်ုပ်ရဲ့မကျမ်းမာခြင်းတွေကိုချွတ်၍ကျမ်းမာခြင်းအဝတ်ကိုပြန်ဝတ်စေတာဖြစ်ပါတယ်ကျမတို့ရဲ့ငိုကြွေးတဲ့အရာတွေထဲမှာဝမ်းမြောက်ခြင်းအဝတ်ကိုပြန်ဝတ်စေတာဖြစ်ပါတယ်ဟာလေလုယာကျွန်တော်တို့ရဲ့နာကျင်မှုတွေထဲမှာတတ်တာခြင်းအဝတ်ကိုပြန်လဲဝတ်စေတာဖြစ်ပါတယ်ဟာလေလုယာချွတ်တဲ့ခြင်းအဝတ်ကိုချွတ်ပြီးမှကျွယ်ဝခြင်းအဝတ်ကိုပြန်လဲဝတ်စေတဲ့ဘုရားဖြစ်ပါတယ်အာမင်ဟာလေလုယာကျွန်တော်တို့ရဲ့ညီတန်းခြင်းကိုကကုံခြင်းတို့ပြောင်းလဲစေပြီးမှရှော့တဲ့အဝတ်ကိုချွတ်၍ဝမ်းမြောက်ခြင်းအဝတ်ကိုဝတ်ဆင်ပေးတော်မူပြီးအငယ်7နှစ်မှာတစ်ချက်လေးဖတ်ချင်ပါတယ်တို့ဖြစ်၍ကျွန်ုပ်ဤဝိညာဉ်သည်
တိုက်စိတ်စွာမနေပဲကိုရော့ကိုတခြင်းဆိုပါမည်အိုအကျွန်ုပ်၏ဘုရားခင်ထာဝရဘုရားကိုရောဤကျေးဇူးတော်ကိုအစဉ်အမြဲချီးမွမ်းပါမည်ထိုဘုရားနာမဘုန်းကြီးပါစေဟာလေလုယာဟာလေလုယာဒီနေ့အဲ့အတွက်ကြောင့်သင်ရဲ့အမောင်ထုဖုံးလွှမ်းနေတဲ့ကာလသင်အခုချိန်မှာဘယ်ကဏ္ဍမှာဖြတ်တန်းနေရတယ်လဲဒီနေ့လောက်ရမယ့်အရာတစ်ခုပဲရှိပါတယ်ဖခင်မျက်မှောက်တော်နဲ့တိုးဝင်ပြီးမှကိုရောသားသမီးတွေမှာရှိပါတယ်ကျွန်ုပ်ရဲ့မျက်ရည်ကိုတိမှတ်တော်မူပါကျွန်ုပ်ရဲ့ညီတန်းခြင်းကိုတိမှတ်တော်မူပါဟာလေလုယာအာမင်အဲ့ဒီကာလကုန်သွားတဲ့အခါမှာဖခင်ပေးမဲ့ကောင်းကြီးဟာအဲ့ဒီကြားခဲ့တဲ့မျက်ရည်တစ်စက်ဆိုရင်ကောင်းကင်ကနေကြလာမဲ့ကောင်းကြီးဟာမိုးရေကဲ့သို့အရှိန်ပြင်းစွာသွန်းလောင်းလာတော့မှာဖြစ်ပါတယ်အဲ့ဒီကောင်းကြီးမိုးရေထဲမှာမြင်တွေ့ရတဲ့ကောင်းကြီးပဲမဟုတ်ဘူးဝိညာဉ်ပိုင်းဆိုင်ရာကောင်းစားခြင်းကောင်းကြီးတွေပါလာမှာဖြစ်ပါတယ်ဟာလေလုယာအာမင်ကျွန်မပြောပြမယ်နော်ဖခင်ထံမှာညီးတွားမြည်တမ်းချဖြစ်တိုးဝင်တက်ပြီဆိုရင်ဖခင်သခင်ကလေမြင်ရတဲ့ကောင်းကြီးပဲပေးတာမဟုတ်အထဲကကျွန်မတို့ရဲ့စိတ်ဝိညာဉ်ကိုအရင်ဆုံးလွတ်မြောက်စေတာဖြစ်ပါတယ်အာမင်ကြောင့်3ရက်နှစ်ထဲမှာပြောထားလဲဆိုရင်သင်သည်အရာရာ၌ကောင်းစားခြင်းနဲ့ချမ်းသာခြင်းရှိမိအကြောင်းငါဆုတောင်းကျွန်မပြောပြမယ်စိတ်နှလုံးကောင်းစားလာရင်အာမင်စိတ်နှလုံးကောင်းစားလာရင်အဲ့ဒီကောင်းစားခြင်းကလွတ်မြောက်စေတာဖြစ်ပါတယ်ဟာလေလုယာအထူးသဖြင့်ကျွန်တော်တို့ဩစတြေးလျလိုနိုင်ငံမှာကျွန်တော်တို့ငွေအတွက်ပူစရာမလိုဘူးအလုံးမရှိရင်လည်းအစိုးရထောက်ပံ့တယ်နော်အိမ်အတွက်ပူစရာမလိုဘူးအိမ် ready ရှိတယ်မီးအတွက်ပူစရာမလိုဒါပေမဲ့ဒီကနေ့ကျွန်တော်ရဲ့သက်တာထဲမှာဘယ်အရာကကျွန်တော်တို့ကိုချုပ်နှောင်နေတယ်လဲဆိုရင်စိတ်နှလုံးမကောင်းစားခြင်းကကျွန်တော်ရဲ့ဘဝကိုချုပ်ကင်ထားတတ်တာဖြစ်ပါတယ်ဒီနေ့စိတ်နှလုံးကောင်းစားတော့သူကလွတ်မြောက်လာတာဖြစ်ပါတယ်စိတ်နှလုံးကောင်းစားလာတဲ့အခါမှာတမန်တရားခံယူတဲ့အခါမှာလည်းလွတ်မြောက်လာတာဖြစ်ပါတယ်ဟာလေလုယာအဲ့ဒီစိတ်နှလုံးကောင်းစားလာတဲ့အခါမှာဘာပဲကြည်ကြည်လင်ပြတ်သွားစွာနဲ့မြင်တွေ့နိုင်မှာဖြစ်ပါတယ်စိတ်နှလုံးမကောင်းစားရင်မျက်မှန်ပဲတက်ရမှာဖြစ်တယ်မျက်မှန်တက်တဲ့လူတွေစော်ကားတာမဟုတ်ဘူး sorry အာမင်ဆိုတော့မျက်မှန်ဘာကြောင့်တက်လဲဆိုလို့ရှိရင်မှုံလို့တက်တာနော်ကျမတို့စိတ်နှလုံးကမှုံနေတယ်ဆိုရင်မျက်မှန်တက်ဖို့လိုတယ်အဲ့ဒီမျက်မှန်ကတမန်တရားဖြစ်ပါတယ်ဟာလေလုယာဟာလေလုယာဟာလေလုယာကျမပြောပြမယ်နော်ကျမပြောပြမယ်စိတ်နှလုံးမကောင်းစားတဲ့အခါမှာကျမတို့ရဲ့ဘဝမှာကျမတို့ဘာပဲလုပ်လို့မကျေနပ်မှုတွေပဲဖြစ်တာဖြစ်တယ်အဲ့ဒီမကျေနပ်မှုတွေကကျမတို့ကိုစိတ်တက်ကြစေတယ်စိတ်ပြက်စေတယ်အဲ့ဒီစိတ်တက်ကြစိတ်ပြက်လာတဲ့အခါမှာလဲဖယားထံကိုရောသမီးတွေမှာရှိပါတယ်လို့သုံးဝင်ဖို့ကျမတို့ကဆန္ဒမရှိတော့ဘူးလောကအရာနဲ့ဖြည့်ရှင်းဖို့ပဲစိတ်ဆန္ဒပြင်းထန်တော့တာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့စိတ်နှလုံးမကောင်းစားလို့ဖြစ်တယ်အာမင်ဟာလေလုယာကြောင့်သင်ရဲ့ညီးတွားမြည်တမ်းခြင်းအားလုံးကိုကခုန်ခြင်းနေနဲ့ပြောင်းလဲဖို့ဖယားအစဉ်သင်ဆောင်နေပါတယ်ဖယားသခင်ကသင်ကိုကောင်းချီးပေးဖို့အစဉ်သင်ဆောင်နေတဲ့ဖယားဖြစ်ပါတယ်သင်ကိုလွတ်မြောက်ခြင်းနဲ့ပို့ဆောင်ဖို့အစဉ်သင်ဆောင်နေတဲ့ဖယားဖြစ်ပါတယ်ဟာလေလုယာ praise the lord praise the lord ကောင်းချီးရပါသလားအာမင်ကြောင့်ဒီနေ့သင်ရဲ့ညီးတွားမြည်တမ်းခြင်း period ကိုသင်ဘယ်လိုဖြတ်သန်းနေသလဲအာမင်ကျွန်တော်တို့တခါလေအရန်ညီးတွားစိတ်ပြက်စရာတွေကြုံလာရင်ဘုရားเจ้าမသွားလိုက်တော့ဘူးအဲ့ဒီကနေစပြီးစမားတာဖြစ်ပါတယ်အဲ့ဒီစိတ်ပြက်စရာတွေကြုံတွေ့လာရင်ဗိမာန်တော်ထဲလာပြီးမှဖခင်မျက်မှောက်တော်ထဲမှာညီးတွားဖို့စတင်ရမှာဖြစ်ပါတယ်ဟာလေလုယာဟာလေလုယာအခက်ခဲပြဿနာတွေရင်ဆိုင်ကြုံတွေ့လာတဲ့အခါမှာတခါတည်းအိမ်မှာထိုင်ပြီးမှစိတ်ပြက်ပြီးမှနေဖို့မဟုတ်ဘဲနဲ့အခုနောက်တော့လည်းဆရာဒီတိုင်ခုနှစ်တိုင်နဲ့ပြောသွားတယ်နော် fellowship ဆိုတဲ့ relationship ဆိုတဲ့ဖယားနဲ့မိသားရဖွဲ့ဖို့အရေးကြီးတယ်လို့ယုံကြည်သူအချင်းချင်းလာပြီးမိသားဖွဲ့တဲ့အခါမှာအဲ့ဒီအထဲမှာလွတ်ချင်းကနေရာယူလာတာဖြစ်ပါတယ်ကျမတို့ကိုစိတ်သက်သာစေတာဖြစ်တယ်အာမင်ကျမဒီတစ်ပတ်မှာတနေရာကိုသွားတဲ့အခါမှာရဲကားတစ်စီးတွေ့တယ်ရဲကားတစ်စီးတွေ့တော့ကျမအော်ဒီရဲကားကဘာလို့ဒီမှာနေတာလဲလို့ကျမဒီလိုပဲကြည့်ပြီးမှဒီလိုပဲဖြတ်သွားတယ်သူများပဲထင်တာဘယ်ဟုတ်မလဲကိုယ့်ရဲ့မိတ်ဆွေတဲကလူတယောက်ကိုစစ်ဆေးနေတာဖြစ်နေတယ်ဆိုတော့စိတ်ထဲမှာတော်တော်လေးစိတ်မကောင်းဘူးအရန်စိတ်မကောင်းတဲ့အခါမှာကျမဘာပဲလုပ်နိုင်လဲဆိုရင်ကိုတော့သားသမီးရဲ့အသက်တာကိုကိုတော့ပဲပဲ့ပြင်ပေးပါလို့ဘုရားကိုညီးတွားမိတာဖြစ်ပါတယ်အာမင်
တချို့သောအရာတွေကကျမတို့ပြောလို့ပြောင်းလဲမှာမဟုတ်ဘဲနဲ့ဖခင်ထံမှာပဲအနန္တတဲ့ခါမှာဖခင်ကပဲအရာခက်သိမ်းကိုပြောင်းလဲပေးမှာဖြစ်ပါတယ်ဟာလေလုယာဟာလေလုယာကြောင့်ဒီနေ့သင်ရဲ့မိသားစုအတွက်သင်ညီးတွားနေသလားသင်ရဲ့သားသမီးအတွက်သင်ညီးတွားနေသလားသင်ရဲ့မိဘတွေအတွက်သင်ညီးတွားနေသလားသင်ရဲ့ခင်ပွန်းတဲ့အတွက်သင်ညီးတွားလားသင်ရဲ့ဇနီးတဲ့အတွက်သင်ညီးတွားနေသလားသင်ရဲ့လုပ်ငန်းအတွက်သင်ညီးတွားနေသလားသင်ရဲ့ပညာရေးအတွက်သင်စိတ်ပြတ်နေသလားအဲ့ဒီညီးတွားခြင်းတွေအားလုံးဘုရားထံပဲရောက်ပါစေဖခင်အရှိန်မှာပဲတည်လာကြပါစို့လောကမှာတည်တယ်ဆိုရင်တော့လောကနိယာမနဲ့ပဲကျမတို့ပြီးသွားမှာဖြစ်တယ်ဒါပေမဲ့ဖခင်မျက်မှောက်တော်ထဲမှာတည်ရင်တော့ဖခင်ကကခုန်ခြင်းနဲ့ပြောင်းလဲပေးမှာဖြစ်ပါတယ်သင်ဝတ်နေတဲ့အဝတ်ကိုချွတ်ပြီးမှဖခင်သခင်ကဝမ်းမြောက်ခြင်းဝတ်ကိုလာထည့်ပေးမှာဖြစ်ပါတယ်ဟာလေလုယာစစ်မှန်သောဝမ်းမြောက်ခြင်းဒီဘုရားထံကပဲလာတာဖြစ်ပါတယ်အာမင်အာမင်လက်ခုပ်တဲ့နှုတ်ကပတ်တော်အတွက်ကျေးဇူးတော်ကိုချီးမွမ်းရအောင်အတူတကွမတ်တရကြရအောင်နှုတ်ကပတ်တော်အတွက်ကျေးဇူးတော်ကိုချီးမွမ်းရင်းနဲ့ဆက်ကပ်ရအောင်လို့ခေါ်ဖိတ်ချင်ပါတယ်ဒီနေ့သင်ရဲ့ညီးတွားမြည်တမ်းခြင်းမျက်ရည်ကျတဲ့အရာအဲ့ဒီအတန်တွေအားလုံးကိုဘုရားကကောင်းကြီးမိုးအနေနဲ့ပြန်လဲပြောင်းလဲပေးမှာဖြစ်ပါတယ်ခဏလောက်အတူတကွလက်များမြောက်ပြီးလဲကျေးဇူးတော်ကိုချီးမွမ်းရအောင်ဒီနေ့ကိုတော့ကျွန်ုပ်ရဲ့မြည်တွားခြင်းတန်တွေကိုတော့ထံမှာယူဆောင်လာပါတယ်ကိုတော့အကြည့်ရှုကြွလာတော်မူပါလို့အတန်ကိုလွှင့်နေခဏလောက်ဆုတောင်းရအောင်ဟာလေလုယာရခါ